ကားတစ်စီးဝယ်တော့မယ်ဆိုရင်အပြင်ပန်းကြီးုံနဲ့နေမလုံတော့ဘူးတောက်ပနေတဲ့စေးသားတွေအောက်မှာဘလို့လျှို့ဝှက်ချက်တွေရှိနေရဲဆိုတာသိဖို့လိုတယ်ကားတစ်စီးရဲ့တန်ဖိုးကိုဆုံးဖြတ်ရမှာအင်ဂျင်ရဲ့အောက်ပိုင်းကောင်းမှုအပြင် body စေးသားကအရန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါတယ်အဲ့တော့ဒီပစ္စည်းလေးရဲ့အလုပ်လုပ်ပုံကရန်လွယ်ကူတယ်အာတွင်းစရာမလိုဘူးတက်ခဲထက်စရာမလိုဘူးတန်လိုက်ကိုအခြေခံပြီးလုပ်တယ်ကားဘော်ဒီမှာကတ်လိုက်ယုံနဲ့ဒီဘောပန်လေးကိုပြန်ဆွဲလိုက်တာနဲ့အထဲမှာအယောင်9ရောင်နဲ့ပြပေးတယ်အယောင်9ရောင်ကလည်းစေးတာအထူအပားပေါ်မူတည်ပြီးအယောင်လေးတွေခွဲပြီးပြပေးတယ်အမဲရောင်ရဲ့အနီရောင်ရဲ့အဝါရောင်ရဲ့ကကားစေးတာပေါ်မှာကျွန်တော်တို့ပတ်တီအထူအပားလိုက်ကအထူအပားပေါ်မူတည်ပြီးတော့အဲ့အယောင်3ရောင်ကပြကိုပြတယ်အဲ့တော့ဒီအယောင်3ရောင်ပြတယ်ဆိုရင်ကျွန်တော်တို့ဒီကားစေးက original စေးမဟုတ်ဘူးအဲ့တော့အစိမ်းနဲ့အပြာဖက်ကပြရင်ဒီကားစေးအယောင်က original စေးအယောင်ဖြစ်တယ်အဲ့တော့ဒီကရိယာလေးကကျွန်တော်တို့ဘာလို့အကျိုးကျေးဇူးပေးတယ်ဆိုရင်ကားအစ်ကားဟောင်းဝယ်ယူသူများတာမကကားဝက်ရှော့လုပ်ငန်းရှင်များအတွက်ပါမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတစ်ခုဖြစ်တယ်တင်းငယ်ကြစ်လက်ပြီးတော့တိကျမှုရှိတာကြောင့်ငွေကုန်ကြေးကျများမဲ့အမှားများကိုကာကွယ်ပေးနိုင်တဲ့ငွေမကုန်နိုင်တဲ့မော်ဒုတ်တန်လိုပြီးတော့ကျွန်တော်တို့တင်စားပြီးခေါ်လို့ရတဲ့ပစ္စည်းလေးပဲအဲ့တော့စိတ်ဝင်စားလို့မှာကျင်နေဆိုရင်ကျွန်တော်တို့ MPH ကိုအချိန်မီဆက်တွေ့မှာနေပါတယ်ကျေးဇူးတင်ပါတယ်